ဒါနိုင်ရရှိသွားပဲဖြစ်ပါတယ်အဲ့တော့ Payback time. Let's make the whole world green and lively. I love the smell of gunpowder in the morning. Love and hope are the two greatest inventions. Only love and night are everlasting. Fight! Fight for the ultimate The answer. night sky tells all. Your team is picking. I am the moonlight that breaks through the darkness. Light me up and watch the world burn! ကဲ physical item အနေနဲ့ပဲဒါတန့်နေဘယ်လိုများဆက်ပြီးတော့စော်အောင်မှာလဲဆိုတာကြည့်အောင်မယ်ကျွန်တော်တခုတော့ပြောချင်ပါတယ်လုံးဝ full တန့် roll တွေကပဲပြန်ပြီးတော့ဆော့ aspirator လို့ကောင်းမျိုးဆိုရင်တော့ကျွန်တော် magic item တွေကတော့သွားပြီးတော့ခွင့်ပြုနေဦးမှာတော့မဟုတ်သေးဘူးအဲ့တော့ aspirator ပစ်ထားတဲ့ brother ပြန်ပြီးတော့ physical item နဲ့ဆော့ရမယ်ဒီကနေဆက်ပြီးတော့မှဒါသတိပေးလိုက်ပါတယ် aspirator ပစ်ထားတဲ့ brother physical item နဲ့ဆော့ရမယ် filter တို့ဘာတို့ကတော့ရတယ်ကိစ္စမရှိဘူးအဲ့တော့Johnson ကလည်း physical item နဲ့ပဲပြန်ပြီးတော့ဆော့ရမယ်အဲ့တော့သွားပြီးတော့ကြည့်အောင်မယ် aspirator တို့ဘာတို့ကတော့စနေရတာ magic item အနေနဲ့တကယ်ပဲဆော့လို့ရ hero ဆိုတဲ့ကြောင့်မို့လို့ဒါအရင်တော့ fair တော့ဖြစ်မနေခဲ့ဘူးဗျအဲ့တော့aspirator ကိုကျွန်တော် physical item နဲ့ပြန်ပြီးတော့ဆော့ခိုင်းမယ်အဲ့ဒီနေတာတစ်ခုမှလည်းအောက်တက်တန့်နေဦးများဆက်ပြီးတော့ဘန်းအောင်မလားအကိုင်းကတော့ဘန်းသွားခဲ့ပြီဗျတိုင်ဂရယ်လည်းဆက်ပြီးဘန်ဝိုက်ဆွဲနောက်မှာ physical item နဲ့ aspirator ကိုတော့သွားပြီးတော့စောင့်ကြည့်အောင်ပဲလို့ပြောနေနေပဲဒီမှာသွားပြီးတော့ကြည့်အောင်ပဲဗျာနောက်ထပ်ပြန်ပြီးပစ်လာအောင်မယ် hero full တန့်နေရတော့ဖြစ်ရမယ်နော်ဒါမဲ့တန့်တစ်ဝက်တွေ fighter တစ်ဝက်တွေကို physical item အနေနဲ့လာပြီးတော့ဆော့ဖို့တော့အရင်တော့ဒါမစင်းစားစေချင်ပါဘူးဆက်ပြီးတော့ကြည့်အောင်မယ်ဂျန်ဂလာကတော့ဘယ်ရိုးလေးများထွက်မလဲဆိုတာနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းနေခဲ့ဆိုရင်နောက်မှာမလိမ့်မှာပြန်ပြီး room ဖို့အတွက်လဲတန့်တစ်ကောင်ကတော့လိုနေပါအောင်မယ် main ကလေးအသင်းအတွက်ကတော့အဲ့တော့ဘာလဲอ่ะတူလဲကဲအဲ့တော့နည်းနည်းလေးတော့စဉ်းစားကြပဲဘယ်ဟီးရိုးလေးများ main ကလေးဆက်ပြီးတော့ပြည့်ရမှာစီစီလီယွန်တော့ထွက်သွားပြီနော်ဗဇာနာထပ်ပြီးတော့ထွက်မလို့လားမလိမ့်မှာ miss နဲ့ကောင်ကတော့ဖြစ်နေခဲ့တယ်တကောင်ကတော့ကျင်းတည်ပြန်ပြီးတော့ run ရမယ့်အပိုင်းလေးရှိမယ်လီလာထပ်ပြီးပြည့်မယ်ဆိုရင်တော့မီယာအနေနဲ့ကတော့ဂျန်ဂလာဖြစ်သွားဖို့များနေခဲ့ပြီဆိုရင်နောက်မှာပဇာနာနဲ့လီလာကိုပဲဒါဆက်ပြီးတော့ရွေးချက်ထားခဲ့တာတွေ့ရပါတယ်အဲ့တော့ဒီမှာယောက်ျားလေးနည်းနည်းလေးသွားပြီးချိဖို့ကြိုးစားနေခဲ့တာကိုတွေ့ရတယ်ဟီလဒါတို့ဘယ်မွန်တို့တောက်လျှောက်ပစ်ထားခဲ့ဆိုတော့မှလုံးဝဖူးတန့်နေရပဲပစ်ရမှာနော်ကျွန်တော်ဆောနာပြောခဲ့တယ်တန့်နေရပဲတန့် roll တွေကပဲပစ်ရမှာဒီမှာဟီလဒါတို့ဘယ်မွန်တို့ပစ်လာတဲ့ brother တွေမေးရှိုက်တယ်နဲ့ဆော့ခိုင်းမယ်နော်ပြောပွားရေဟီလဒါတို့ဘယ်မွန်တို့မှခိုးပြီးတော့ခြိတင်လုပ်ပြီးပစ်လာတဲ့ brother တွေမေးရှိုက်တယ်နဲ့ဆော့ရပါမယ်နော်ဖူးတက်နေရတော့ grow ပြန်ပြီးတော့ပါသွားခဲ့ဒီလိုမျိုးဆိုတော့လက်ခံတယ်ကိစ္စမရှိဘူးဒါကတော့grow လို့ကောင်းပြောတော့လုံးဝဖူးတက်နေရဖြစ်နေရဆိုတဲ့ကြောင့်တော့လက်ခံတယ်ဒါပေမဲ့ Belmont တို့ Hilda တို့ဒီတကယ်ပဲဒါ physical item နဲ့သွားပြီးဆော့မယ်ဆိုရင်တော့ damage output တော်တော်လေးကိုတော့များနေဦးမှာဗျာအဲ့ဒီနောက်တစ်ခုမှာယောက်ျားလေးနဲ့မိန်းကလေးတွေကလည်းလက်ရည်လဲကွာတယ်အဲ့တော့ Belmont နဲ့ Hilda ဒီပွဲမှာ main item အနေနဲ့ပြန်ပြီးတော့ဆော့ရမှာဖြစ်ပါတယ်ပြန်ပြီးတော့စီကန်းချက်တစ်ခုသတ်မှတ်ပေးလိုက်ပြီဒါကတော့ဒီမှာအကုန်လုံးဒါကျွန်တော်တို့အခန်းထဲကလူတွေအကုန်လုံးသဘောတူပြီးတော့မှစီကန်းချက်အသစ်သတ်မှတ်လိုက်တာပါနော်အဲ့တော့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဆဲကျင်ကျွန်တော်တယောက်တည်းမဆဲနဲ့အကုန်လုံးဆဲအဲ့တော့ဒီမှာပြန်ပြီးတော့ Belmont နဲ့ Hilda မေးရှိုက်တယ်အနေနဲ့ဆော့ရမယ် Aspirator physical item ပြောပွားကြီး Johnson နဲ့ Grow ကတော့ကြိုက်တဲ့ item အနေနဲ့ဆော့ကိစ္စမရှိဘူးဒါကတော့ full tag အနေနဲ့ဖြစ်တဲ့ကြောင့်မို့လို့ရှေ့ဆုံးကနေ damage dealer 3កောင်ပစ်လာတဲ့ဒီ3កောင်အမှပြန်ပြီးတော့ Aspirator Hilda Belmont မေးရှိုက်တယ်အနေ physical item အနေနဲ့ဆော့ရမယ်ကဲစပါပြီပွဲရတော့ကဲဘယ်လောက်များမြိုင်သွားမလဲဆိုတာဆက်ပြီးတော့ကြည့်ရမယ်မေးရှိုက်တဲ့အနေနဲ့ဘယ်လောက်များကိုယ့်ကိုကားရဖြစ်နေမလဲဆိုတဲ့အချက်ကလည်းတကယ်ကိုပြန်ပြီးတော့ကြည့်ရှုအောင်မယ်ဆိုရင်နောက်မှာမီယာဂျန်ဂလာကတော့ပစ်လာခဲ့ပြီဗျ
စိတ်တော့စိတ်ဝင်စားကြပဲမီယာဂျန်ဂယ်တခါမှတော့မမြင်ဘူးမိန်းကလေးဘယ်လိုများစော့ပြအောင်မလဲဆိုတဲ့အချက်လေးကလည်းစိတ်တော့စိတ်ဝင်စားကြကောင်းနေခဲ့ပြီဆိုရင်နောက်မှာဘတ်ဆော့1စီးရီးလေးကတော့ပြန်ပြီးတော့ပဲစတင်ခဲ့ပြီဗျကဲမီယာကတော့ဂျန်ဂယ်ဘိုင်းမှာစပြီးတော့ဖမ်းမှုရှိရပေါ့နော်အမှလည်းဗဇာနာလေးကတော့မစ်လိန်မှာဒါစီစီလီယွန်လေးနဲ့နှစ်ကောင်သွားပြီးထိမ့်မဲ့အပိုင်းလေးကလည်းဒါကြန့်ရှိနေပါသေးတယ်အက်စမာရတာဂျန်ဂယ်ပြန်ပြီးတော့ဆော့ထားတယ်အဲ့ချက်လေးတစ်ခုမှလည်းသူ့ရဲ့ physical idea အနေနဲ့ပြန်ပြီးတော့ခုံမဲ့အပိုင်းလေးလည်းသွားပြီးတော့ကြည့်ရမယ်ကျွန်တော်တို့ဒါပွဲချိန်3မိနစ်4မိနစ်လောက်ကြော်ရင်တော့ item လေးတွေသွားပြီးတော့စစ်ပါမယ်အဲ့ဒီနေတာမှသာခိုးပြီးတော့ဒါဟီတာတို့ဘန်မွန်တို့ physical idea တွေထည့်ထားခဲ့ရင်တော့ဒါအရှုံးပါပဲပြန်ပြီးတော့ပြောလိုက်ပါတယ်ဂိုးလိမ့်မှာသွားပြီးတော့ grow wall ကြီးပြီးဖျက်လိုက်တယ်ဆိုတော့မှသူတော်တော်လေးတော့နဲသွားပြီနိုးတယ်မှာသွားပြီးတော့ပြနေခဲ့မှာလီလာလည်းပြန်ပြစ်တယ်ဗျမရဘူးဒါပေမဲ့ဒီဒါတော့နောက်တစ်ချက်ထပ်ရိုက်ခံရရင်တော့နာကာတာရောက်ဖို့ရှိနေခဲ့ပြီကမလေးโอเคပြန်ပြီးတော့ပတ်ထားသေးရဲ့ဗျမှာသွားပြီးတော့နှစ်ကောင်သွားပြီးညှိနေခဲ့လီလာပြစ်တဲ့ damage ကတော့ကောင်လေးတော်တော်လေးနာဝိုင်းနေပဲပြန်ပြီးတော့ fall back ရပါအောင်မယ်ပေါ်လာမှာတော့ ace ball နဲ့ပြန်ပြီးတော့ဘယ်မွန်နှစ်ကောင်တွေ့နေခဲ့ဆိုတော့မှဘယ်မွန်သူ့ရဲ့ magic item အနေနဲ့ဒါ magic damage ဘယ်လောက်များထွက်သွားမလဲဆိုတဲ့အချက်လေးကလည်းစိတ်တော့စိတ်ဝင်စားကြပဲဗျဒီမှာလည်းရွမ်းသွားပြီးတော့မှသူ့အနေနဲ့ဒါစီစီလီယွန်အနေနဲ့ဂမ်မှုစူးစမ်းနေခဲ့ဆိုတော့မှ ace ball ပြန်ပြီးတော့ဝင်လာအောင်မလား fire missile လေးပြန်ပေးထားခဲ့ဆိုတော့မှလည်း John Say ဒီမှာပြန်ပြီးတော့ဝင်လာဖို့ရှိနေခဲ့နောက်မှာ K2 ပြန်ပြီးတော့သုံးထားပေးအောင်မလား energy ရှိတဲ့နောက်မှာလည်း back impact လေးပေးနေခဲ့ဆိုတော့နောက်မှာအနေငယ်တော့ပြန်ပြီးတော့ forward သွားခဲ့ရပြီဗျမခုံးမောင်ပေးပြန်ပြီးတော့ဝင်လာခဲ့တယ်ကောင်မလေးကိုသွားပြီး2နဲ့2တွေထောင်းနေတော့မှလေးလား flicker လေးနဲ့ပြန်ပြီးတော့ forward ထားတယ်နောက်ဆုံးတစ်ချက်လေးမှာတော့ Fabler တော့စပြီးတော့ပေးလိုက်ပြီဗျမနှကောင်သွားပြီးတော့မှညှိနေခဲ့တယ် record လည်းပြနေခဲ့ဆိုတော့မှစပြီးတော့ hero kit တကောင်တော့ရရှိသွားခဲ့ပြီ grow physical idea နဲ့ပြန်ပြီးတော့ဆော့လာမယ်အပိုင်းလေးကလည်းသွားပြီးတော့ကြည့်အောင်မယ် skill 1ဖြတ်ရတယ်ဆိုတော့ damage ကြားထဲမှာ magic idea နဲ့ဆော့မှာနော် hilda ပြန်ပြီးတော့ down ထားပေးရဆိုတော့နောက်မှာလည်းမီယာလေးကတော့ပြန်ပြီးတော့ကျသွားခဲ့ရပြီဗျယောက်ျားလေးတွေကတော့ဒါလုံးဝအလျှော့ပေးဖို့အစီအစဉ်ကတော့မရှိပါဘူးဒီမှာသွားပြီးတော့ဘတ်တွေကိုလည်းစားသုံးနေခဲ့ဆိုရင်နောက်မှာဆက်ပြီးတော့ကြည့်အောင်မယ်ဘလူးဘတ်လေးကလည်းဆက်ပြီးတော့ခွင့်ပြုပေးလိုက်ပြီဆိုရင်နောက်မှာမီယာကတော့ဒါသူ့ရဲ့ jungle family လေးကိုပဲအနေငယ်ပြန်ပြီးတော့ဥတီဖို့ကတော့လိုအပ်နေပါသေးတယ်လီလာနည်းနည်းလေးပြန်ပြီးတော့မှ position တည်ပြီးသွားမယ်အပိုင်းလေးလည်းသွားပြီးတော့ကြည့်အောင်မယ်ဆိုရင်နောက်မှာတန့်နေနည်းနည်းလေးပြန်ပြီးသတိထားအောင်မရရမယ်တစ်ဖက် idea တွေထည့်လာခဲ့မယ်ဆိုလို့ရှိရင်တော့ဒါရှုံးပါပဲဖြစ်ပါတယ်အဲ့တော့Asmarada အနေနဲ့လည်းသူ့ရဲ့ physical idea အနေနဲ့ဆော့သွားမယ်ဆိုတဲ့အပိုင်းမှာပြန်ပြီးတော့ခုတ်ပေးတဲ့ damage လေးကိုပဲပြန်ပြီးတော့မျောလင်းအောင်ပဲဗျာကားလာနေပြီနည်းနည်းလေးပြန်ပြီးတော့ပေါ်ပါအောင်မရမယ်ဂျွန်စင်လာနေပြီဆိုတော့နောက်မှာ Masmana ကောင်ပြေးတယ်ဗျာဒါပေမဲ့မရဘူးကားတွေသွားပြီးတိုက်နေခဲ့ဆိုချက်တကူကြားထဲမှာဂျွန်စင်တိုက်တဲ့ damage တော်တော်လေးနာနေနေပဲဆက်ပြီးတော့ပဲဒီမှာ double kill လဲတိတ်မဲ့သွားခဲ့ပဲဖြစ်ပါတယ်ကဲဆက်ပြီးတော့ကြည့်အောင်မယ်ဗျာကောင်ယောက်ျားလေးအနေနဲ့ကတော့အကောင်းဆုံးပဲသူတို့ရဲ့ဒါလက်စွမ်းတွေကိုပြသနေခဲ့ပြီဆိုရင်နောက်မှာတကယ်ယောက်ျားလေးချင်း fan match ဆိုတော့ဒီဘဲတွေဥအောင်ကားကနေသိမှာတော့မြင်အောင်သေးတယ်ဒါပေမဲ့လည်း main ကလေးတွေပြန်ပြီးအနိုင်ကျင့်ဖို့အတွက်စင်မြင့်ပေါ်တက်လာခဲ့ပြီဆိုရင်နောက်မှာတော့လေကိန်းရောက်လေမေးချိုက်တဲ့အနေနဲ့ကိုယ့်ကိုယ်ကားဖြစ်နေမဲ့အကွက်တွေကတော့ဆက်ပြီးတော့စောင့်ကြည့်ရပါအောင်မယ်ကဲဗတယ်ပိုင်းတွေကဆက်ပြီးတော့ဆိုင်ဖို့ကြိုးစားနေကြအောင်မလား Asmarada level 6မှာသူ့ရဲ့ physical item လေးတွေလည်းသွားပြီးတော့စောင့်ကြည့်အောင်မယ်ဗျာ physical ခုတ်တဲ့အပိုင်းလေးမှာ damage ပို့ပြီးတော့ထွက်လာအောင်မလားဒီမှာသွားပြီးတော့ညှိနေကြရွံနဲ့ညှိနေကြချက်တကူကြားထဲမှာ flicker ပဲပြန်ပြီးပေးထားသေးရဲ့ဗဇာနာတစ်ကောင်နဲ့ပြန်ပြီးညှိဖို့ရှိနေကြနောက်ဆုံးတစ်ချက်လေးမှာတော့ Asmarada ဆက်ပြီးတော့တိုးမှာလားဒီမှာ H4 5 with damage ပြန်ပြီးပေးနေကြချက်တကူကြားထဲမှာဗဇာနာပြန်ပြီးတော့ကျသွားခဲ့ဂျွန်စင်ကားပါဝင်လာခဲ့ဆိုရင်နောက်မှာတော့ H4 energy ရှိတန်းလေးပါပြန်ပြီးတော့ကျနေတဲ့ Mia backline ဝင်ထုတယ်နောက်မှာတစ်ချက် Asmarada ရှိလေးပါပြန်တက်ပြီးတော့ပဲပြန်ဘတ်သွားခဲ့ဆိုရင်နောက်မှာတော့ Bemon flicker နဲ့ပြန်လာနေမယ်လေးလာရဲ့ teammate ကြားထဲမှာ Asmarada စပြီးတော့ကျသွားခဲ့ရပြီဗျာမတကောင်နဲ့သွားပြီးဂျုံမရှိနေဦးမှာလေးလာပြန်ပြင်းနေခဲ့ damage ကြားထဲမှာ double kill ဆက်ပြီးသွားနေနေပဲ grow warrior ပြန်ဖြတ်ပြီးတိုက်တာပေးသေးရဗျာထပ်ပြီးကျွန်းလာရှိနေဦးမှာလားပစာနာမချစ် damage ပေးနေခဲ့ဆို damage အောက်မှာလဲဒီလို okay damage ရောက်ရှိနေခဲ့တဲ့တူပဲနိုင်ငံပြန်ပြီးတော့ forward လောက်ထားရပါသေးရဲ့ဒါမင်္ဂလိဘက်ကလည်းအရင်က shot လို့မရ flame shot လေးပစ်လိုက်တယ်သွင်းနေလေးနေခဲ့ကြတူကြားထဲမှာဆောင်းဝင် claw ပြန်ပြီးတော့မိတိုင်းနဲ့ပဲ grow ပါကြာသွားခဲ့ရပြီဗျာကဲမင်္ဂလိတွေကတော့ကဲစပြီးတော့ပြနေခဲ့ပြီနော်ကဲပွဲချိန်4မိနစ်ကလည်းရောက်လာတော့မယ် item လေးတွေလည်းဒါတစ်ချက်လောက်သွားပြီးကြည့်မယ် Asmarada play of display ကိုစပြီးသွားလာခဲ့တာတော့တွေ့ရမယ်ဒါပေမဲ့ magic item ဆိုရင်နောက်မှာတော့ဟိုဒါ feather of heaven လေးကိုတော့စပြီးတော့တည်လာခဲ့ပြီဗျာဘယ်မွန်နေနဲ့က lollipop များသွားမလားဆက်ပြီးတော့ကြည့်ရမယ်ဆိုရင်နောက်မှာလဲ cross sky piazza first item နဲ့အတူပဲနောက်မှာပြန်ပြီးတော့မှ half sea လေးသွားဖို့တည်တာကလည်းတွေ့ရပါသေးတယ်item တွေကတော့မှန်တယ်အဲဆိုရင်တော့ဒါ rules နဲ့ညီဝါခဲ့လို့ပြောရမယ်မီယာဘယ်သွားလို့သွားမှမသိဘူးကားကြီးမြင်တာတော်တော်လေးလန့်နေခဲ့ဆိုရင်နောက်မှာလေးလာသွားပြီးကားကြီးနဲ့တိုက်ထားပေးနေနေပဲဒီမှာလဲလေးလာတကောင်ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာကဲ Asmarada ကတော့ VOD first item လေးနဲ့သူ့ရဲ့ခုတ်တဲ့ damage လေးဘယ်လောက်များပြန်ပြီးပြင်းလာအောင်လဲဆိုတာတော့ဆက်ပြီးတော့ကြည့်အောင်မယ်မီယာအနေနဲ့ကတော့ retribution နဲ့ပစ်ထားခဲ့ဆိုတော့ညာလည်းပဲ jungle ကိုတစ်စက်မှတော့သွားပြီးတော့စားနေခဲ့တာတော့မတွေ့ရသေးဘူးဗျ jungle creep နဲ့ရန်ဖြစ်ထားသလားအောင်းမရတယ် retribution တော့ယူလာတယ်ဒါပေမဲ့ကျန်တဲ့ hero တွေကို enemy hero တွေကိုပောက်ဖို့ပဲယူလာလားဆိုတာတော့ပြန်ပြီးတော့ကြည့်အောင်မယ်ပေါက်
ပြန်ပြီးတော့မဲ့သူ့ရဲ့ဒါမီယာလေးကလည်းဘယ်လောက်ထိမှလည်းလှုပ်ပေးသွားမလဲဆိုတော့ကြည့်ရမယ်တတရတော့စပြီးတော့ကင်းနေပြီယောက်ျားလေးတွေနော် objective လည်းယူတယ်လိမ့်နေလည်းဂန့်တယ်တစ်စက်မကိုအညာတာမရှိဘူးဆိုရင်နောက်မှာ Johnson first item Malefic row ကတော့ပြီးလာခဲ့ပြီဗျာကဲ Asmarada ဒီမှာသွားပြီးတော့ physical damage တွေပေးနေ star 4 damage တွေကြားထဲမှာပြန်ပြီးတော့ပေးနေခဲ့ဆိုတော့နောက်မှာလဲ lens sanity ပြန်ပြီးတော့ပေးအောင်မလားနောက်ဆုံးတစ်ချက်လေးမှာတော့ export physical damage တွေကောင်းတော့ပေးထားသေးတယ် fan method လေးပါပြန်ပြီးတော့ပေးအောင်မလား Johnson ကားသွားပြီးတိုက်တူးသားနေခဲ့ဆိုတော့နောက်မှာလဲပေါ့ပေါ့ပါသေသွားခဲ့နေပဲ export အနေနဲ့တော့ shut down kill ကိုတော့ဒါ Johnson ကိုတော့ပြန်ပြီးရောက်ထားနိုင်ခဲ့တာတော့တွေ့ရမှာပဲဒါပေမဲ့လဲဒါ first tower ထဲမှာ hero တွေတော်တော်များများသေနေခဲ့ဆိုတော့နောက်မှာ bottom lane မှာလဲသွားပြီးတော့ညှိနေခဲ့ပြီ wall ပါပြန်ပြီးတော့ဖျက်ရိုက်ထားပြီးရဆိုတော့နောက်မှာ Vasana တကောင်မှာပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာဒီလိုကေးတွေမိန်းကလေးရနည်းနည်းလေးရ10ကောင်လောက်ကတော့ဒါပေးလိုက်ရတဲ့အချက်တွေကတော့များပြားနေရဲ့ပြီဒါပေမဲ့လည်းဒါကိစ္စမရှိပါဘူးဒါအပျော်ပွဲတစ်ပွဲပဲယောက်ျားလေးတွေတော့နိုင်ုံနေမကလို့ဒါဖြစ်ချင်တာဖြစ်ဘာမှတောက်မှာမဟုတ်ဘူးမိန်းကလေးတွေကတော့ဝင်ကစော့ကစားပေးရနေတယ်ကော်တေးတောက်မယ်ဆိုရင်နောက်မှာယောက်ျားလေးတွေကတော့ဒါကော်တေးမတောက်ရတဲ့မကျင်တဲ့ချက်တွေကိုအားပြုပြီးတော့ပဲဒီမှာသွားပြီးတော့အနိုင်ကျင့်ဖို့စူးစမ်းနေကြတာတွေ့ရမယ်အစမာဒါစတာဖောကလွှဲချော့သွားခဲ့ပြီမီယာကားတိုက်ခံလိုက်ရပြီဆိုရင်နောက်မှာတူရန်ပြန်ပြီးတော့သေသွားခဲ့ရပြီဗျာပွဲချိန်6မိနစ်စပြီးရောက်ရှိလာခဲ့ပြီဆိုရင်နောက်မှာတန့်အင်းဒီတကားကားနဲ့ဒီကယ်ပဲသွားပြီးတော့အနိုင်ကျင့်ဖို့စူးစမ်းနေကြတာကိုလည်းတွေ့ရအောင်မယ်ဒီမှာ H4 Prime Missile လေးဆက်ပြီးတော့ပေးအောင်ပါလား Asmarada နဲ့ညှိနေခဲ့ဆိုချက်တခုကြားထဲမှာလည်း Lens Sanity ပြန်ပြီးတော့ပေးလိုက်သေးပြီဗျာဒီပြကြည့်အောင်မယ် Lens Sanity ပြန်ဖောက်ထားသေးတယ် Vasana Item နဲ့ Cash ပါပြန်ပြီးချထားခဲ့ဆိုတော့နောက်မှာတော့ H4 တကောင်သူကရမဲ Hero K ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာဒီမှာလည်းသွားပြီးတော့ Wall တွေပြန်ကာပေးတာဆိုရင်နောက်မှာတော့ Asmarada အရင်တက်ဖို့ကလည်းကွန်းမှာမဟုတ်ဘူးလို့ပြောနေနေပဲ Belmont Sky Pia ဆိုင်ခိုးထဲနေရဲ့မြင်နေတော့ဘယ်မွန်စကိုင်းပီယာသာခိုးထဲတာမြင်တယ်အဲ့တော့မေးရှိုက်တန်ပြန်ပြောင်းပါသတိပေးလိုက်တယ်လော်လီဘောထဲကျင်ထဲပါစကိုင်းပီယာသာခိုးထဲဖို့မကြိုးစားပါနဲ့မြင်တယ်အဲ့တော့ item ပြောင်းပါပြောလိုက်ပါတယ်နော် item ပြောင်းပါသတိပေးလိုက်တယ် brother item ပြောင်းပါโอเคအမကားထက်လာပြီပြန်ပြီးတော့ကြည့်အောင်ဘော်ဒ်လိုင်းမှာမစမန်ကောင်သွားပြီးတိုက်ခတ်မှုများနေကြတဲ့ခုကြားထဲမှာသွားပြီးနာဂါတာရောက်ပြီလို့ပြောနေနေပဲဒီမှာ grow ဘော်ဒ်ဖက်တိုက်ထားပြီးသေးတယ်ဆိုတော့ unstoppable grow ဆက်ပြီးသွားခဲ့ဆိုရင်နောက်မှာလဲမီယာတကောင်မှာစပီဟီရိုကေရောက်သွားခဲ့ပြန်ပဇာနာလေးပါလို့တော့မရှိုးဝင်လျှောက်တယ်ဆိုရင်နောက်မှာလဲသွားပြီးတော့3ကောင်ဝမ်းပြီးဘေးနေခဲ့တဲ့ခုကြားထဲမှာ H4 လက် SNT ပြန်ပြီးတော့ခွဲပေးလိုက်တယ်ဆိုတော့နောက်မှာလဲ shut down ကိတွေကြိတ်တာဗျH4 အနေနဲ့ကတော့တကယ်ပဲမသွားပြီးတော့မှသူကိုယ်တိုင်လည်း Hero K ပြန်ပြီးပေးလိုက်ရဆိုရင်နောက်မှာ Sicilian ပြန်ပြီးတော့ဝင်လာအောင်ပါလား Asmarada မသွားပြီးတော့မှ damage တွေပေးဖို့ကြိုးစားနေခဲ့ဆိုတော့နောက်မှာလည်း Sicilian damage တွေပြန်ပြီးပေးနေသေးရဲ့ဗျာကောင်းတယ်ကွာသွားပြီးအမဲတွေဖြတ်နေခဲ့ဆိုရင်နောက်မှာတော့ physical damage တွေကြောက်ကြလေးကောင်းမှဆိုဆက်ပြီးတော့ပေးနေနေပဲနောက်ထပ်သူတို့ရဲ့ဒါဆက်ပြီးတော့တက်လာအောင်မယ်အတက်ကြီးကိုသွားပြီးကြည့်အောင်မယ်ကားထက်လာပြီဆိုရင်နောက်မှာဆက်ပြီးတော့ဗတ်တက်ဆမ်မှုကြိုးစားနေခဲ့ဦးမလားလောက်ပြီးတော့ကြည့်အောင်မယ်လေလာ ultimate တွေပါပြန်ပြီးတော့သုံးနာပေးသေးရဆိုရင်နောက်မှာလည်းဒါနည်းနည်းလေးရောပြန်ပြီးတော့ fall back ပါအောင်မယ်ယောက်ျားလေးလောတက်လို့မရဘူးเนาะဒါဟိုတနေ့ကစီကန်းတိုင်းမယ်ယောက်ျားလေးလုံးဝလောတက်လို့မရပါဘူးမိန်းကလေးတွေကတော့လှုပ်ချင်တာလှုပ်လို့ရတယ်ကိစ္စမရှိဘူးဘာလို့လဲဆိုတော့မိန်းကလေးဖြစ်နေလို့ပါအဲ့တော့ယောက်ျားလေးတွေကတော့လောတက်လို့မရဘူးဘယ်မွန်စကိုင်းပီယာသာပြန်ဖြုတ်ပါခိုးမထည့်ပါနဲ့เนาะဒီမှာသွားပြီးတော့ကြည့်အောင်မယ် Lens Sanity ကြားထဲမှာ Item နဲ့ကတ်မိသွားပြီဘယ်မွန်နာဂါတာရောက်သွားပြီစကိုင်းပီယာသာခိုးထည့်လို့ဆိုပြီးမိန်းကလေးတကယ်တော့ကျွေးနေခဲ့ပြီဆိုရင်နောက်မှာမှလည်း wall ဖြတ်ရိုက်တယ်ဆိုရင်နောက်မှာတော့လေးလာပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာgross ဆက်ပြီးတော့တက်လာလို့ရှိနေဦးမလားပဇာနာ Item နဲ့ cash လေးလည်းပြန်ပြီးတော့တွေးထားခဲ့ဆိုတော့နောက်မှာ gross ဒီမှာ wall ဖြတ်ကာပြီးရိုက်ဖို့စူးစမ်းနေခဲ့ဆိုတော့နောက်မှာလည်း damage ပြန်ပြီးတော့ပေးထားတဲ့ကားပြန်ပြီးတော့တိုက်ပေးဦးမလားဒီမှာရွံ့နဲ့သွားပြီးညှိနေခဲ့တဲ့ချက်တစ်ခုကြားထဲမှာဂျွန်စင်ကတော့ tower damage နဲ့ပဲ short သွားခဲ့ရပြီဗျာတာဝါတက်လို့ပါတေးရဲဆိုတဲ့အနေထားတစ်ခုကနည်းနည်းတော့မဟုတ်ဘူးဗျာဆက်ပြီးတော့ပြသသွားခဲ့နေပဲ Asmarada Star 4 နဲ့ပြန်ပြီးတော့ဝင်လာခဲ့ပြီဆိုတော့နောက်မှာလဲ physical damage တွေပဲဒါဆက်ပြီးတော့ပေးရဖို့ရရှိနေဦးမယ်ဗျာပွဲချိန်10မိနစ်ကတော့စပြီးတော့ကြော်လာခဲ့ပြီ item လေးလည်းဒါတစ်ချက်လောက်သွားပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Asmarada Blade of Despair နဲ့အတူပဲ Hunter Strike လေးပါပြီးထားခဲ့ပြီHilda အနေနဲ့ကတော့ Feather of Heaven Ice Queen 1 slow fun နဲ့ဒါမကြည့် item လေးတစ်ခုပြန်ပြီးတော့ပါလာခဲ့ပြီ Asmarada Unstoppable ပြန်ပြီးတိတ်မဲ့သွားခဲ့ဆိုတော့နောက်မှာလဲဂျွန်စင်ပြန်ပြီးတော့ဝင်လာအောင်မလားဒီမှာသွားပြီးထောင်းထားပေးဂျမိတ်ကြားထဲမှာဘယ်မွန် item တစ်ခုမှမထွက်ဘူး Sky Pia သာ brother အခုထိမဖြုတ်သေးဘူးနော်ကဲ Sky Pia သာအခုထိမဖြုတ်သေးဘူးဘယ်မွန်ဒီမှာသွားပြီးကားကြီးကဝင်လာခဲ့ပြီဆိုတော့နောက်မှာလဲကားပြန်သွားပြီးတိုက်နေခဲ့တယ် physical damage တွေကြားထဲမှာဂျွန်စင်ပဲပြန်ပြီးကြောက်အောင်များအနေနဲ့ပဲ Hilda သွားပြီးထောင်းနေခဲ့တယ် damage ကြားထဲမှာ God light ပါတိတ်မဲ့သွားရင်းနဲ့ဆိုတော့နောက်မှာလဲဒါ Asmarada ရဲ့ဒါပြန်ပြီးတော့ဝင်လာဖို့ကြိုးစားနေခဲ့ဦးမလားဒီမှာသွားပြီးတော့မှဒါ Sicilian နဲ့ညှိနေခဲ့ဆိုတော့နောက်မှာလဲ Asmarada နိုင်ငယ်ပြန်ပြီးတော့ fall back ပါအောင်မယ် grow wall ပြန်ကာထားပေးသေးတယ်ဒီမှာသွားပြီးတော့ battery ဆိုင်မှုရှိနေဦးမလား physical item အနေနဲ့ grow ကတော့ဒါ physical damage ဘိုင်းကပို့ပြီးတော့နာဖို့ကတော့ရှိနေဦးမှာဗျာမီယာသွားပြီးပြစ်နေခဲ့ damage တွေကြားထဲမှာ Asmarada ကိုရန်ကလည်းပြန်ပြီးတော့သေဝိုင်းနေပဲ shut down ကေးမီယာအရင်တော့မသေပါဘူးကိုးကားတယ်ဒါပေမဲ့ပြန်ပြီးတော့မှ battery သွားဆိုင်မှုစူးစမ်းနေခဲ့ဆိုတော့နောက်မှာလည်းပြန်ပြီးတော့မှဒါလက် sanity ခွဲပေးခဲ့ဆိုတော့နောက်မှာတော့တကယ်ပဲဒါ
ဟီရိုကေးလည်းပြန်လည်းပြီးရောက်သွားနိုင်ခဲ့ဆိုချက်လေးကတော့တွေ့ရပါအောင်မယ်ဘယ်မွန်3ကလောက်ထိရှော့ထားတယ်စကိုင်းပီယာစာခိုးဆက်တဲ့အကျိုးဆက်တွေကိုတော့ဒါပြန်ပြီးတော့ပေးဆက်နေရပြီဖြစ်ပါတယ်မလီလာနဲ့ဒါ grow သွားပြီးတော့ညှိနေခဲ့ဝေါ်ပြန်ဖြတ်တက်ခံလိုက်ရဆိုတော့မှ physical item သွားပြီးညှိနေခဲ့နောက်တော့ချက်မှာတော့ mega k grow ပဲစပီတက်ပဲသားခဲ့သေးရဲ့ဗျာပွဲချိန်6မိနစ်ကတော့စပြီးတော့ကြော်လာခဲ့ပြီဆိုတော့မှကားကလည်းတောက်လျှောက်ပြန်ပြီးတော့မောင်းမိနေခဲ့အောင်လည်းတွေ့အောင်ပဲဒီမှာသွားပြီးတော့ထိုင်ရန်ကြီးကိုဝင်တိုက်နေပြီဆိုတော့တစ်ခုမှာတော့သူ့ကားလေး6တောင်းပြန်လဲဖို့အတွက်အနောက်ကိုပြန်ပြီးတော့ forward လောက်အောင်ပါပါတော့ပြီးတော့ internet cache မိသားခဲ့ပြီဆိုတော့နောက်မှာလဲဂျွန်ဆင် emote တွေပါပြပြီးတော့ပြန်ပြီး forward နေတာကိုလည်းတွေ့အောင်ပဲဗျာ export ပြန်ပြီးတော့ဝင်လာအောင်ပါလား cross ရတာပြန်ပြီးတော့မှ wall ပြန်ဖြတ်တိုက်ပြီးတဲ့ damage ပိုင်းလေးရလဲသွားပြီးတော့စောင့်ကြည့်အောင်မယ်ဆိုရင်နောက်မှာဆက်ပြီးတော့ပဲဒါ battle ကိုတိုးပြီးဆိုင်သွားမလားဆိုတဲ့အချက်လေးရလဲသွားပြီးတော့စောင့်ကြည့်အောင်ပဲဗျာအဲ့ဆိုတော့စာပေါ်ဝင်လာခဲ့မယ်ဆောင်းဝင်း club မှာညှက်သွားခဲ့ပြီ backline နဲ့ header သွားပြီးထောင်းနေခဲ့မင်းကလေးသွားပြီးတော့သွားပြီးကြောက်အောင်များနေခဲ့ဆိုတော့နောက်မှာပြန်ပြီးတော့မှဒီမှာသွားပြီးတော့လဲ export အကောင့်နဲ့ပြန်ပြီး forward လုပ်နေခဲ့တာကိုတော့တွေ့အောင်ပဲဗျာဒီမှာ9កောင်လုံးဒီပြန်ပြီးတော့လိုက်လာဖို့ကြိုးစားနေခဲ့ဆိုတော့မှကားပြန်ပြီးတော့ဝင်လာအောင်ပါလား export ပြန်ပြီး forward နေခဲ့ဆိုတော့မှကားတိုက်ကန်လိုက်ရပြီဆိုတော့နောက်မှာလဲ export ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာပြန်ပြီးတော့ဝင်လာဖို့ရှိတယ်ဦးမလား star port ပြန်ပြီးတော့သုံးသားပေးစနောက်မှာနောက်တစ်ချက်ပါပါရဲ့ export လဲပြန်ပြီးတော့ hero k ပေးလိုက်ရဆိုတော့နောက်မှာတော့ tower ကိုပြန်ပြီး defend အောင်ပဲ main ကလေးတွေရဲ့ဒါလောက်ကွက်လေးကိုလည်းသွားပြီးတော့စောင့်ကြည့်အောင်ပဲဗျာကြားလေးတွေကတော့တော်တော်ကြီးတော့ညစ်တာတော့တွေ့ရတယ်เนาะတန်နေဆိုပေမဲ့လည်းတကယ်တန်နေမကဘူး physical damage ထွက်တဲ့တန်နေကြီး only ကင်လာတယ် physical damage လိမ့်ပိန်ထဲတယ်ပြီးရင်လိုက်ချတယ်ဒါကတော့ကြားလေးတွေကတော့ဖြည်းဖြည်းနဲ့တော့ဒါစပြီးတော့ညစ်လာခဲ့ပြီဗျာ Aspire ပြန်ပြီးတော့ဝင်လာအောင်မလား Starport damage တွေကြားထဲမှာပြန် forward ရမယ်လို့ပြောနေတယ် internet gas ပြန်ပြီးချထားပေးသေးတယ်ဆိုတော့နောက်မှာလည်းဘာသာနာပြန်ပြီးတော့ကျသွားခဲ့ပြီများ grow wall နဲ့ကလည်းချက်သွားခဲ့ပြီ shut down gate grow စပြီးကျသွားခဲ့ပြီဆိုတော့နောက်မှာ Aspire ကိုယ်တိုင်လည်း hero gate ပြန်ပြီးတော့ပေးလိုက်ပြီဗျာ Demon ပြန်ပြီးတော့ဝင်လာအောင်မလားမရဘူးဒီမှာလေလာပြစ်နေခဲ့ damage တွေကြားထဲမှာ Demon တကောင်ကလည်းဒါ hero gate ပြန်ပြီးတော့ပေးလိုက်ရပါသေးတယ်လေ game တော့ Sicilian နဲ့ဒါပြန်ပြီးတော့လေလာရဲ့ damage လေးကိုပဲမျှော်လင့်ရမလားဆိုတော့သွားပြီးတော့စောင့်ကြည့်အောင်မယ်မီယာအနေနဲ့လည်းပြန်ပြီးပစ်ချထားပြီးရဆိုတော့ damage ကြားထဲမှာဂျွန်ဆင်ကားပြန်ပြီးတော့မောင်းသွားခဲ့ပြီဗျာဒီမှာလည်းblue bat လေးကိုစားဖို့စူးစမ်းနေခဲ့တဲ့ header တော်တော်လေးကိုကြာတယ် Angela စားတာတောင်ကြာသေးတယ်မကြည့် item အနေနဲ့ကတော့ blue bat ကိုစားဖို့စူးစမ်းနေခဲ့ဆိုရင်နောက်မှာတော့ကဲ damage ပိုင်းချရတော့ပြန်ပြီးတော့စောင့်ကြည့်ရပါအောင်မယ်ဟို item လေးချက်လောက်တက်လို့မရအောင်เนาะယောက်ျားလေးတွေကြိုပြီးတော့ပြောထားပါတယ်လောက်တက်လို့မရဘူးလော့ကို damage သွားပေးရင်တော့ရှုံးမယ်အဲ့တော့ပြန်ပြီးကြည့်အောင်မယ်ဆိုရင်နောက်မှာလည်းဒီမှာ land sanity ပါပြန်ပြီးတော့ပေးထားသေးရဲ့ main ကလေးဒီမှာသွားပြီးတော့မှလေးလာစပြီးတော့ကြာသွားခဲ့ဆိုတော့နောက်မှာမီယာပြစ်နေခဲ့ damage ကြားထဲမှာ grow wall ပြန်ပြီးတော့ဖျက်ကားထားသေးရလည်းတွေ့ရပါသေးတယ်ရွံပြန်ပြီးတော့ဝင်လာအောင်မလား Smarta Star Boy ကြားထဲမှာပြန်ပြီးတော့ကြာသွားခဲ့ပြီဗျာမီယာပြစ်နေခဲ့ damage တော်တော်လေးများဆိုတော့မှလည်း grow wall ပြန်လဲတဲ့ချက်မှာတော့မီယာပြန်ပြီးတော့ပဲ hero k ပေးလိုက်တယ် Sicilian ပေးနေခဲ့ damage ကြားထဲမှာလည်း double k နဲ့အတူပဲနောက်ထပ်တစ်ကောင်နဲ့ကြက်နေခဲ့တဲ့ export တစ်ကောင်နဲ့ကဘယ်လိုများတစ်ဖက်မှာလဲဆိုတော့သွားပြီးတော့စောင့်ကြည့်ရပါအောင်မယ်ဘယ်မောကတော့သူကိုယ်တိုင် sky pia စာထည့်ထားလားမထည့်ထားလားဆိုတော့သူကိုယ်တိုင်တော့သိရပုံမပေါ်ပါဘူးအခုဒီဖြုတ်ခိုင်းတာလည်းမဖြုတ်သေးဘူးဒါပေမဲ့ထားလိုက်ပါသူကိုယ်တိုင်လည်း hero kit တစ်ကောင်ပဲရတာဆိုတော့ trade to တော့ပြောမနေတော့ဘူး sky pia စာ item တစ်ခွက်ပုတ်တာပဲဖတ်တင်တယ်ဆက်ပြီးတော့ပြောနေနေပဲပွဲချိန်ကတော့12မိနစ်စပြီးတော့ကြော်လာခဲ့ပြီဆိုရင်နောက်မှာယောက်ျားလေးတွေတင်းရတော့ဇက်တိုက်ပဲဒါ pressure တွေတော့ပေးထားသေးပဲဗျ lane control တွေလည်းဆက်ပြီးတော့ရှိနေခဲ့ဆိုရင်နောက်မှာမီယာဒီမှာသွားပြီးတော့မှဒါအရင်တော့ကျုံလို့ရအောင်မှာတော့မဟုတ်သေးဘူးခေတာပြန်ပြီးတော့ဝင်လာဖို့ရှိနေဦးမှာလားဗီရှင်ကတော့မြင်သွားခဲ့နေပြန်ပြရမယ်လို့ပြောနေမီယာကာတိုက်ခံလိုက်ဆိုတော့မှ AT အဲ့ပတာတဲ့ internet cache မှာကားပဲပြန်ပြီးတော့ short သွားခဲ့ရပြီဗျဘယ်မော်တကောင်မှာဆက်ပြီးတက်နေနေတူပဲဒီမှာဒါပြ header တကောင်နဲ့ပြန်ပြီးပုံစံများတော့စောင်းဝင် claw မှာလည်းပြန်ပြီးတော့ပဲ header မှာကြာဆုံးသွားခဲ့ရပြီဆိုရင်နောက်မှာတော့3កောင်နဲ့ဗတဲ့သွားဆိုင်မှုစူးစမ်းခဲ့တဲ့အမှားရင်းရလက်တစ်ခုတော့ပြန်ပြီးတော့ hero kit ပေးလိုက်ပြီဗျမင်္ဂလေးဒီအနေထားတစ်ခုอ่ะတကယ်ပဲ lock ကေးဖို့အကောင်းဆုံးအနေထားဆိုတော့ဒါ high ဒီမှာသွားပြီး mid ချုံထဲမှာတော့ grow ပြန်ပြီးတော့ရှိနေသေးရယ်နော်တတိထားမှရမယ် high grow mid ချုံထဲမှာရှိနေသေးရယ် aspirator ပြန်ပြီးတော့ဝင်လာအောင်မလား lock စပြီးတော့ကေးလိုက်ပြီးဆိုရင်နောက်မှာပြန်ပြီးတော့ forward မှာတော့ရမယ် aspirator ပြန်ပြီးဝင်လာဖို့ကြိုးစားခဲ့တယ်မှာရှိမရှိနေတဲ့နောက်မှာ grow wall ပြန်ဖြတ်ကားထားဆိုနောက်မှာနောက်ပြီးပြန် damage တွေကြားထဲမှာတော့ရွံ့ပြန်ပြထားနေတဲ့ trouble k ဒီမှာသွားပြီးတော့ aspirator damage တွေကြားထဲမှာလည်းမီယာတကောင်နဲ့ကြံတော့ဆိုရင်နောက်မှာတော့အသေးအတန်ခဲမှန်အောင်ပြေးနေရပြီဗျgrow တကယ်လောတက်ပြီးအချိန်မှာလဲ wall လေးပြန်ဖြတ်ကာထားဆိုတော့နောက်မှာတော့မီယာဝါသွားတော့ကြိုးစားနေခဲ့ဆိုတော့မီယာအဲ့ဒီလေးနဲ့ပြန်ဘက်လာခဲ့ချက်တကူလည်းတွေ့အောင်ပဲဗျ redistribution လေးပါပေါက်ထားပေးသေးတယ် crit ကောင်နဲ့ကြံတော့ဆိုတော့နောက်မှာ throne ကိုသွားပြီးရိုက်ချိုးဖို့ကြိုးစားနေတာများလားလည်းပြီးတော့ကြည့်အောင်မယ်မီယာတော့ဒါအရင်တိုက်တက်ဖို့ကလည်းကိုမှမဟုတ်လို့ပြောနေနေပဲလောအနေနဲ့ကတော့အပေါ်လင်းကတက်သွားပြီဗျမီယာဒီမှာဝေါ်ပြန်ကာထားတော့ခံရသေးတယ် grow အနေနဲ့ကတော့ front line မှာတကယ်ပဲဒါ damage တွေပေးဖို့ကြိုးစားနေခဲ့ဆိုတော့နောက်မှာလဲဆက်ပြီးတော့ဝင်လာအောင်မလားဆိုတာသွားပြီးတော့ကြည့်ရှုရမယ်ပွဲချိန်14မိနစ်ကလည်းရောက်ရှိလာခဲ့ပြီဆိုတော့နောက်မှာလဲဂျွန်ဆင်ရဲ့ကားအလယ်လန်းသွားနေပြီ grow ဒီမှာသွားပြီးတော့မှခြုံထဲမှာရှိနေခဲ့တယ်ဗီရှင်တွေကတော့အကုန်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ main ကလေးတွေဘက်ကဒါဗီရှင်တွေအကုန်လုံးလည်းမြင်ရမှာဂျွန်ဆင်ကားလာပြီးဆိုတော့မှ wall ပြန်ပြီးကာထားပေးသေးတယ်ဆိုတော့နောက်မှာလဲမီယာပိတ်ပေါ်ပေါ်လုံးနေခဲ့ဆိုတော့မှပြန်ပြစ်နေခဲ့ damage တွေကြားထဲမှာ aspirator စပြီးတော့ကြာသွားခဲ့ရပြီဗျ
grow နေနေရတယ်ဒီမှာပြန်ပြီးတော့ပြေးနေရပြီဒီမှာဒါပေမဲ့ H4 လိုက်လာခဲ့ပြီဆိုတော့ damage တွေကြားထဲမှာ fire missile ဘယ်သွားလဲနောက်ပါပြန်ပြီးတော့သေးရလို့ပြောနေရတယ်ပဲလဲစတီပါ3နောက်ပြီဆိုတော့နောက်မှာတော့ shut down game grow ပါပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာဂျွန်စင်က4ယောက်ကြားထဲကဖြတ်မောင်းသွားတဲ့ကြောင့်မှာဘယ်မော်လီတဲ့ကောင်တာထောင်းလိုက်တာလဲ damage ကတစ်ချက်မှထွက်မနေခဲ့ဘူးဗျာအဆုံးတစ်ချက်လေးမှာတော့ဘယ်မွန်ပြန်ဖို့လုပ်နေခဲ့လောနေနေရလဲအပေါ်လဲစကန်တာကိုရိုက်ချိုးနေခဲ့မလေးလာ AD လေးနဲ့ပြန်လက်ပစ်တဲ့ damage ကြားထဲမှာဘယ်မွန်စပြီးတော့ကြာသွားခဲ့ရကဲမင်္ဂလိပြန်တက်လာ damage ကြားထဲမှာလေးလာဒါပေကေးပါတပိသွားနေပဲမာဂျွန်စင်ကိုင်းနဲ့ဘဲတပူရဲနဲ့ဘယ်လိုများသွားပြီးတစ်ဖက်မှာလဲဆိုတာတော့ကြည့်ရပါဦးမယ်မင်္ဂလိ9ယောက်လုံးတက်လာပြီနော် internet cache တွေမှာချထားပြီဂျွန်စင်တစ်ဖက် item တစ်ခေါက်မပါဘူးဆိုရင်တော့ပျော့တာမှာစက်ကူထထောင်ပျော့သေးရဲ့သွားပြီးတော့ကြည့်အောင်မယ်အကွာတာပြန်ပြီးတော့ဝင်လာ damage ကြားထဲမှာတော့ဆက်ပြီးတော့ပဲသူကိုယ်တိုင်ပဲပြန်ပြီးတော့ရှော့ရဗျာတာဝါအုံးလီလောက်တော့မလားတာဝါအုံးလီလောက်တော့မလားမင်္ဂလိတာဝါအုံးလီသွားချိုးနေခဲ့တဲ့ဂျွန်စင်မှာသွားကင်းနေခဲ့ချက်တကူကတာဝါအုံးလီရိုက်ချိုးနေနေပဲမင်္ဂလိအသင်းနေနေရတော့ဒါနိုင်ရရှိသွားပဲဖြစ်ပါတယ်အဲ့တော့အဲ့တော့ hero game ကတော့အဖြေဟုတ်မနေခဲ့ပါဘူးเนาะ mobile legend ဆိုတဲ့ game မှာအရေးကြီးဆုံးကဘာလဲဆိုတော့မိန်းကလေးအသင်းနေရပဲဒါသင်ပေးသွားခဲ့ဆိုရင်နောက်မှာတော့တာဝါကိုမချိုးရဲခဲ့တဲ့အကိုကြီးတို့အနေနဲ့ကတော့ဒါကိုယ့်နေရာကိုပြန်ပြီးတော့ငိုလို့ရပါပြီမိန်းကလေးတွေရှုံးရပါပြီเนาะ